international school နဲ့ government school ကဘာတွေကွာတာလဲဒါအခုတလို့အရင်ဖြေနေရတဲ့ပြဿနာပေါ့နော်ဆိုတော့ international school တွေအရင်ပေါ်လာတာနဲ့အမြမိဘတွေကလာမိကြတယ်ဒီချောဒီတစ်နှစ်ကိုပြန်စလို့ရှိရင် international school ပဲ join ရမလား government school ပဲ join ရမလားဘာကို join တာပိုကောင်းမလဲပေါ့ဒီဗီဒီယိုထဲမှာကအဲ့ဒီနှစ်ခုရဲ့အဓိကကွာခြားချက်ကိုပြပြသွားပေးမယ်အဓိကဘာကွာလဲဆိုလို့ရှိရင်နံပါတ်1 curriculum ပေါ့ဆိုတော့ international school မှာက international curriculum ကိုသုံးတယ်မြန်မာနိုင်ငံမှာများသောအားဖြင့်သုံးတဲ့ကျောင်းတွေမှာဆိုလို့ရှိရင်တော့ Cambridge ကထုတ်တဲ့ primary 1 2 3 4 books တွေကိုသုံးတယ်အဲ့ဒီမှာမှအဓိက English ပါမယ်နောက်တစ်ခါ mathematics and also like social studies ပါမယ် science ပါမယ်ပေါ့နော်အခြားသောဘာသာရပ်အခွဲတွေလည်းအများကြီးရှိသေးတယ်ဒါတွေကို English လိုမျိုးတို့တွေကလေ့လာရတယ်နောက်တစ်ခါသုံးတဲ့ curriculum ဒီ English curriculum ဖြစ်တဲ့အပြင်ကိုမှ international curriculum ဖြစ်တဲ့အပြင်ကိုမှဒီလေ့လာတဲ့အခါမှာ student center ပုံစံမျိုးနဲ့တို့ကသွားရတယ်ဆိုတော့ကတချို့ကပတ်စာကြီးကင်ပြောဟေးဒါကိုဒီလိုလိုက်ဆိုတဲ့ပုံစံမျိုးသွားတာမျိုးမဟုတ်ဘူးကွာကျောင်းသားကိုယ်တိုင်ကတွေးခေါ်ရတယ်စဉ်းစားရတယ်အဲ့လိုပုံစံမျိုးနဲ့တွားပြီးထားရတယ် government curriculum ကရောပုံမှန်မှာပဲ course book တွေထုတ်ပြီးရဒီ course book တွေကစာတွေကိုတို့တွေကလေ့လာရတယ်ကြက်ရတယ်မှတ်ရတယ်တချို့ခေါ်ဆိုလို့ရှိရင်တော့ exam base ပုံစံမျိုးနဲ့တွားတယ်ဒါကြက်ဒါဖြေဒါမှပါလို့ရှိရင်မင်းတို့အမှတ်မရဘူးအဲ့လိုပုံစံမျိုးနဲ့တို့ကတွားထားရတယ်တစ်ချက်အနေနဲ့ဘာကွာလဲဆိုလို့ရှိရင် fees ပါငွေကြေးဆိုင်ရာပေါ့နော် financial ပိုင်းဆိုင်ရာအရန်ကွာခြားတယ်ဆိုတော့အခုလို့ရှိတင်တဲ့ကလေးတွေမှာ international school သူအမျိုးမျိုးပေါ့နော်တက်နေတဲ့ကျောင်းသားတွေရှိရော YS ရှိမယ် ILPC ရှိမယ်အမျိုးမျိုးရှိတယ်ဆိုတော့အဲ့ဒီမှာမှပုံမှန် international school တစ်ခုရဲ့ကျောင်းသားတက်ရောက်ရဲ့လာစာဒီတစ်လကိုတီချာတို့က10ကနန်းအထက်မှာရှိပါတယ်တစ်နှစ်စာဆိုလို့ရှိရင်အနည်းဆုံးဒီ100 200လောက်ထိသွားတယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောရမလဲ expensive ဖြစ်တယ်ပေါ့ expensive ဖြစ်တယ်ဒါပေမဲ့ပြန်ရတဲ့ quality ကလည်းကျောင်းရဲ့ quality ပေါ်မူတည်ပြီးတော့ကောင်းပြန်ရတယ်ချင်းကျောင်းတွေကိုတော့မဆိုလို့ပါဘူး government school ကတော့တည်တဲ့အတိုင်းပဲလူတန်းစားမရွေးတက်နိုင်နေနောက်တစ်ခါရတဲ့စာအုပ်တွေဒီ government က supporting လုပ်ထားတယ်ထောက်ပံ့ထားတာဖြစ်ပါတယ်ဆိုတော့ exam based နီလန်နဲ့သွားရတယ်ကျူရှင်တွေဘာတွေပြန်ခေါ်ရတော့ညာလဲပဲသူ့ရဲ့ကျောင်းစိတ်ရည်တီးတန့်ကြည့်မယ်ဆိုလို့ရှိရင်ဘာမှမရှိသလောက်နေပါတယ်ဆိုတော့အကြံလာတောင်းကြတယ်ပေါ့နော်တော်တော်များများအကြံလာတောင်းကြတယ်ပေါ့international school ပြောင်းတယ်လား government school ပြောင်းတယ်လားအဓိကအကြံပေးချင်တာတော့မိဘတိုင်းကတော့ကိုယ့်ရဲ့သားသမီးတွေကိုဒါပို့ပြီးတော့ကောင်းမွန်တဲ့ education ကိုပေးချင်ကြတာပဲကိုယ့်ဘက်ကပြီးတော့ sport လုပ်ပြီးတော့ပေါ့နော်တကယ်ကောင်းမွန်တဲ့ education system ကိုပေးချင်ကြတဲ့မိဘတွေကြီးပဲအဲ့လိုမဟုတ်တဲ့မိဘကဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့နည်းနည်းလေးပြန်ပြီးတော့အချိန်ကြီးကြီးပေါ့ကိုသားသမီးက KG grade 1 grade 2လောက်ပဲရှိမယ်ကိုဟာတကယ်ပဲ primary secondary နဲ့ upper secondary level အထိ sporting လုပ်သွားပြီးနိုင်လားဒါဆိုလို့ရှိရင်တော့အခုအချိန်ကလေးကကြောင်းကျင်တဲ့အခါမှာပြောင်းလို့ရပါတယ်အဲ့လိုမဟုတ်ဘူးကိုကတစ်နှစ်နှစ်လောက်ပဲသူများကပြောလို့သူများက international school လို့ကိုကလည်း international လုပ်မယ်ဆိုပြီးတော့ပြန်ပြောင်းတာမျိုးဆိုလို့ရှိရင်တော့နည်းနည်းပြန်ပြီးစဉ်းစားပေါ့နော်ဆိုတော့သူဒီစရိတ်စကလည်းကြီးတယ်နောက်တစ်ခါဒီကျောင်းတက်လိုက်လို့ပေါ့နော်ဒီ school ကို join လိုက်လို့အပြင်ပတ်ကျူရှင်နဲ့မ join ရတော့ဘူးမလို့အပ်တော့တာမျိုးအချုပ်ကလေးတွေမှာရှိကောင်းရှိနေတော့ညာလဲပဲအများစုကတော့90% လောက်ကတော့ပြင်ပကနေကျူရှင်ကတော့ပြန်ယူနေရတာပါပဲဆိုတော့ကောင်းကျိုးဆိုကျိုးအမျိုးမျိုးရှိပါတယ်အချုပ်ကမယ်ဆိုလို့ရှိရင်နှစ်ခုလုံးဒီသူ့ဟာနဲ့သူအားသာချက်အားနည်းချက်အသီးသီးရှိပြီးသားပါပဲဆိုတော့ပို့ပြီးတော့ better ဖြစ်တဲ့ education system ကိုရမယ်ဒါပေမဲ့ထပ်ပြောရမယ်ကျောင်းပေါ်မူတည်ပါတယ်ကိုရွေးချယ်လိုက်တဲ့ကျောင်းပေါ်မူတည်ပြီးတော့တကယ် better education system ရမရဆိုတာပုံမှန်လည်းသွားပြီးမူတည်ပါသေးတယ်နောက်က government education yes ပို့ပြီးတော့ပေါ့နော်ဒီတိုင်းပဲဒီ exam base ပုံစံနဲ့သွားတယ်ဆရာမရှင်းပြတဲ့တက်တူကြက်ကတယ် grade 12 system သွားတယ်အစိုးရမြန်မာနိုင်ငံရဲ့ government အစိုးရဒီပေါ့နော် university တွေမှာပြန် join လို့ရတယ်နောက်တစ်ခါဈေးနှုန်းတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ international schools တွေဒီ expensive ဖြစ်ပါတယ်တကယ်ကိုမှပေါ့နော်တော်တော်လေးကိုစီကြီးရတယ်ပါပါတယ်government schools တွေကတော့တာမန်အတိုင်းပဲအခုလက်ရှိချေတို့ပုံမှန်မြင်ရကြအစိုးရအကြောင်းနေလိုမျိုးပါပဲဆိုတော့တခြားချင်းချင်းပြီးတော့ရွေးချယ်ကြလို့ရပါတယ်